ဟိုးရှိတော့ငါဂျပန်ပြည်ရဲ့ရွာလေးတစ်ရွာမှာအရန်သဘောကောင်းတဲ့အဖိုးနဲ့အဖွားရှိတဲ့တနေ့တော့အဖွားဖြစ်သူကမြစ်ထဲမှာအဝတ်လျှော်နေတော့ဘလုံနဲ့ရေစည်းထဲမှာမျောလာတဲ့အကြီးအဝိုင်းကြီးနဲ့အရန်လာတဲ့မက်မွန်သီးကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အဖွားကအိမ်ယူလာပြီးအဖိုးနဲ့အတူစားဖို့အတွက်ဘိုက်ခွေးလိုက်တဲ့အချိန်မှာပဲအဝေးဆိုပြီးကျမ်းမာတန်ဆွမ်းနဲ့ခလီးလေးတစ်ယောက်ထွက်လာပါလိရောအဖိုးနဲ့အဖွားလည်းအယမ်းပျော်သွားပြီးမတ်မွန်တီးကမွေးလာလို့သူ့ကိုမိုတာရိုလို့အမည်ပေးလိုက်ကြတယ်မိုတာရိုဟာအဖိုးနဲ့အဖွားကျွေးတဲ့ထမင်းကိုစားပြီးအယမ်းတန်မာတဲ့လူငယ်လေးဖြစ်လာတယ်အဲ့ဒီအချိန်မှာဘလူးကျွန်းကဘလူးတွေဟာရွာလေးကိုလာပြီးရွာသားတွေရဲ့ပစ္စည်းတွေကိုခိုးယူဒုက္ခပေးနေကြတယ်။ဒါကိုသိရတဲ့မိုတာရိုကအဖိုးနဲ့အဖွားကျွန်တော်သွားပြီးရွာသားတွေကိုကူညီပါရစီလို့ခွင့်တောင်းတယ်။အဖွားဖြစ်သူကမိုတာရိုအတွက်ခွန်အားတွေအစမတန်တိုးစီမဲ့ခိပီဒန်ကိုလို့ခေါ်တဲ့ဂျပန်မုန့်လုံးလေးတွေကိုထိပေးလိုက်တာပေါ့။လန်ခီမှာမိုတာရိုဟာတငီချင်း၃ယောက်နဲ့တွေ့ရတယ်။ပထမဆုံးခွေးလေးနဲ့တွေ့တော့မိုတာရိုမီးစီရမုတ်တလုံးပြီးငါလိုက်ကူညီမေးတဲ့နောက်တော့မြောက်လေးနဲ့တွေ့ပြန်တယ်မြောက်လေးကလည်းမုံစားပြီးအတူလိုက်ခဲ့တယ်နောက်ဆုံးမှာတော့ငှက်အလားလေးတစ်ကောင်ကလည်းပါဝင်လာပြန်တယ်သူတို့၄ယောက်ဟာမုံလုံးလေးတွေကိုအတူစားပြီးခွန်အားတွေပြေဝကဘလူးကျုံကိုလှီလီစီးပြီးထွက်ခွာခဲ့ကြတယ်ဘလူးကျွန်းကိုရောက်တဲ့အခါဘလူးတွေကအယမ်းကြောက်စရာကောင်းအောင်အော်ဟစ်နေကြတယ်ဒါပေမဲ့မိုတာရိုကမကြောက်ပါဘူးငှက်လေးကကောင်းကင်ကနေဘလူးတွေကိုထိုးစိတ်တယ်မြောက်လေးကတစ်ပင်ပေါ်ကနေခုန်ချပြီးဘလူးတွေကိုကုတ်ချစ်တယ်ခွေးလေးကလည်းဘလူးတွေကိုဟောင်ပြီးကိုက်တယ်နောက်ဆုံးမှာတော့မိုတာရိုကသူ့ရဲ့ခွန်အားတွေနဲ့ဘလူးမင်းကိုအနိုင်ယူလိုက်ပါတော့တယ်ဘလူးတွေလည်းကြောက်လန့်ပြီးတောင်းပန်ပါတယ်နောက်ဒုက္ခမပေးတော့ပါဘူးလို့ဂတိပေးကခိုးထားတဲ့ယတနာတွေကိုပြန်ပေးလိုက်ကြတယ်မိုတာရိုနဲ့သူ့ရဲ့တငယ်ချင်းတွေဟာယတနာတွေကိုရွာသားတွေစီပြန်ပေးပြီးအဖိုးနဲ့အဖွားစီကိုပျော်ရွှင်ပြန်လာခဲ့ကြတယ်အဲ့ဒီနောက်မှာတော့သူတို့အားလုံးအေးချမ်းနဲ့ပျော်ရွှင်နေထိုင်သွားကြပါတော့တယ်ကွယ်